ကြားပြီစနေရတီတည်းဗျစနေရတီကိုလက်ရှိကတော့ကျွန်တော်ဒါ3ချိန်တီးရပေါ့3ချိန်တီးပါစားဆိုင်တယ်ဆိုတော့တစ်နှစ်ကို3ချိန်တီးရအဲ့တော့လက်ရှိဒီမှာဒီကောင်ဆိုလို့ရှိရင်အခင်းတွေထိုးတယ်ဒါဆိုရှင်ဒီပြန်ဆိုရင်အကုန်လုံးအခင်းတွေအကုန်တီးနေပြီဒါတော့အပင်ကျမ်းမာရေးနည်းနည်းရှုပ်ရင်းနေတယ်အဲ့တော့အတီးမှာလာထိတယ်ဗျအတီးမှာကျတော့လို့ထွတ်တယ်တွေပါရှိတယ်ဒါလည်းကျွန်တော်လေးလာနေတဲ့ကာလမှာစိုက်ထားဖြစ်တဲ့အတွက်ဒါလေးအတွက်နည်းနောက်ပိုင်းကျရင်တော့ကျွန်တော်တည်သွားတဲ့ခါကျရင်ပြန်ပြီးတော့ပြောပြမယ်ဘာကြောင့်ဖြစ်တယ်ဆိုတော့လောဆယ်ဒါကျွန်တော်စီးလည်းကျွမ်းကျင်တဲ့ပညာရှင်အတိုင်းပဲနည်းနည်းဒါတွေကိုကုသဖို့လည်းလုပ်နေတယ်လုပ်နေတဲ့ကာလဆိုတော့မပြောပြတဲ့သေးဘူးပေါ့ဒါလေးဒီပြဆိုတော့အပွင့်ရှိတယ်အခင်းရှိတယ်ပွင့်ရှိတယ်ကင်းရှိတယ်ဒီကောင်ဆိုလည်းအခင်းနေရှိတယ်အခင်းနေခေါင်းနေကင်းနေပုံနေဒီပြဆိုအဆောင်ရှိတယ်ဗျဒီပြဆိုလို့ရှိရင်တော့အပွင့်ရှိတယ်အခင်းလေးတွေအများကြီးပဲအခင်းလေးတွေတည်တယ်ကျွန်တော်အိတ်ဆိုးလို့ရတဲ့အတီးတွေကြတယ်ကျွန်တော်အိတ်ဆိုးထားပြီးပါတယ်ကျွန်တော်အိတ်ဆို့ထားတာဒီ size ဆိုလို့ရှိရင်ဒါဒါဆိုဝင်းတော့ဝင်းနေမဲ့တော့မဲ့နေဗျာဒါဆိုကျွန်တော်စားလို့ရပြီဒါဆိုစားမယ်ဆိုစားလို့ရပြီဒါဆိုပူလိုက်မဲ့နေတာရှိတယ်ဒီမှာတို့ပြောတော့မဲ့နေတစ်လုံးရှိတယ်ဒီမှာဒီကောင်ဆိုလည်းမဲ့ဒီကောင်ဆိုလည်းခူးပြီးအုပ်မယ်ဆိုအုပ်လို့ရတယ်အဲ့တော့ကျွန်တော်ကပင်မဲ့ပဲထားစားမှာဗျမြတ်စားတဲ့ခါကျတော့ရတာပူစားလို့ကောင်းတယ်အိတ်ဆိုးတဲ့ခါကျတော့ကျွန်တော်တွေကနေရောမလို့တဲ့ဒီဘက်ကအတိမတိနိုင်တော့တဲ့ခိုင်းကိုကျွန်တော်တို့ကကတ်ကြီးလေးချင်းကတ်ကြီးလေးနဲ့ပေါ့ကတ်ကြီးမချင်းလဲကျွန်တော်တို့လွယ်လို့ပေါ့ဆက်စားလိုက်ဆက်စားပြီးတော့ဒီကျန်ဆော့ဒါဒီပြီးတော့ဒါတပတ်နှစ်ပတ်ဆိုကျွန်တော်ခူးပြီးတော့စားလို့ရတယ်အိတ်ဆိုးထားလိုက်ဒီပြင်းဆိုတာအမဲ့အရင်အခင်းအပွင့်အကုန်ရှိတယ်ဒီပြင်းဆိုရင်ဒါတချို့ပင်တွေကတော့ကျွန်တော်ပင်စီထိုးပိုးကြောင့်တည်သွားတဲ့ပင်လည်းရှိတယ်ဒီပင်လည်းအဆုံရှိရပါဒါဆိုတော့ဆက်နေရဒီကြားထဲမှာကျွန်တော်ဆွမ်းလာကြပြောတဲ့အုံးမှဆိုင်โอเคရပြီ